ဟုတ်ကဲ့ညီဆိုဖီယာပြောပြထားပေါ့နော် part 3မှာလို့ meeting မှာ join ကျင်ဒီမှာပြောမယ်ဆိုရပေါ့နော်အဲ့ meeting join မယ်ဆိုလို့ရှိရင်ဆိုဖီယာတင်တဲ့ဟာဆိုလို့ရှိရင်ဘာလဲဆိုတော့စာပေါ့နော်ဟွာပေါ့တင်တာ flyer တင်တာမှာဆိုဖီယာကလေစောင်းနဲ့မတင်ဘူး screen မှာပဲလောက်ခိုင်းပြီးတင်တာပေါ့နော်ဒီမှာကြည့်ဒီမှာကြည့်တာပေါ့နော်ဒီဟာလေးကတော့ဒီဟာလေးမှာကြည့်ဒီဟာလေးကဒီ meeting ID လေးပေါ့နော်ဒီဟာလေးနဲ့ join ရမှာပါဥပမာမှာဆိုပြ start meeting တော့ဒါဥပမာ join ပြဒီချိန်လုံးဝစာတင်ချိန်မရှိဘူးပေါ့နော်ဆိုပြ join ပြပါဒီမှာဆိုပြဆိုလို့ရှိရင်ဒီမှာmeeting info ได้နိုင်မယ်ဒီမှာကြည့်ဒါ meeting ID ကဒီမှာ meeting ID လေးကြည့်ကြပါပြီးရင်ဒါလေးကတော့ passcode ပေါ့နော် passcode ဆိုပြီးပါတယ်ဒီချာလေးကြည့်သွားပေါ့နော်အဲ့ဒါလေးပြပြကျင်သွားတာပါအတန်းလေး join ကျင်တယ်ဆိုရင်တော့join ပေါ့နော်ဆိုဖီယာကတော့အတန်းဒီနေ့မှစမှာအတန်းကဟိုမှစမှာ6လပိုင်းမှစမှာဆိုတော့လိုသေးပါတယ်ကြည့်ကြပေါ့နော် bye bye